မောင်းလေးပါကြီးနေပါတော့မြန်မာနိုင်ငံရဲ့ပထမဆုံးပြသမယ် Spider-Man brand new လေးကိုသွားကြည့်ပါဖြစ်ပါတယ်ဆိုတော့ဖြတ်လောက်လို့ပထမဆုံးအနေနဲ့ပြလိုက်တော့တိုက်ရမယ်ဒီ show ပဲအဲ့ဒီပြင်ဆင်ရမှာဖြစ်ပါတယ်ဆိုတော့ yes come on ဒီမိုးရှိပြီးပါပြီဒါမြလေးတော့တိုက်ပြီးပါပြီဆိုတော့အဲ့ဒီပိုင်းလဲပြီးပါပြီဆိုတော့ပေါင်းဒီပိုင်းလဲပြီးပါပြီဆိုတော့ဘာလို့အောင်လဲဆိုတော့ skin care time ဆိုတော့ကျွန်တော်က skin care တစ်ခုသုံးတယ် number 1 Tata face ရဲ့ချောင်းတဲ့ဘက်ကျအဲ့ဒါပြီးကျွန်တော်ကBioderma ရဲ့ sun cream ထုတ်တဲ့ level 2သုံးပါတယ်ဆိုတော့ yes ဒါကတော့ပြင်ပြီးတော့ official ဖြစ်ပါတယ်ဆိုတော့တကယ်ကြီးကလာခေါ်တော့ကျွန်တော်အောက်ကိုကျွန်တော်ဆင်းပါတယ်ဆင်းပြီးတော့6တကယ်ချင်းစာနေရဲ့ကားပေါ်ကိုကျွန်တော်တက်ပါတယ်ဗျာပစ္စည်းလေးတွေတော့ရွှေ့ရပါတယ် okay ဆိုတော့အဲ့ဒီကားပေါ်ရောက်တဲ့ let's go ပြောရဲကင်မရာရိုက်ကြရဲဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ဒီနေ့ Spider-Man brand new တွေအတွက် blog ရိုက်ဖို့တိုင်ပင်ထားကြလို့ဖြစ်ပါတယ်အခုကတော့စိန်ကျိုး city mall ရောက်ရှိနေပြီဖြစ်ပါတယ်ဆိုတော့ပထမဆုံးနေကျွန်တော် digital ticket တွေဝယ်ထားဖြစ်တယ်ဒီ ticket တွေဝယ်ထားဖြစ်တဲ့အတွက်အဲ့ digital ticket တွေကိုပြန်ပြီးတော့ physical ticket ပြန်ပြီးပြောင်းအောင်ပါတယ်ပြောင်းတဲ့နေရာမှာတော့လူလေးတော့နေတော့စောက်အောင်ပါတယ်ဘာလို့လဲဆိုတော့ Spider-Man fan တွေအများကြီးဖြစ်တဲ့အတွက်ကျွန်တော်စောက်အောင်ပါတယ်အဲ့ဒါပြီးတော့ bike စာဖြစ်တဲ့အတွက်ကျွန်တော် lottery ရမှာကျွန်တော်ကြက်ကြော်တော်ပြီးဝယ်လိုက်ပါတယ်ဆိုတော့အဲ့နေကတော့ fight တွေရဲစားနေလို့ရုပ်ရှင်ုံထဲမှာကြက်ကြော်အရန်ကစားလို့ကောင်းခဲ့ပါတယ်ဗျာဒီရုပ်ရှင်ဟာကျွန်တော် 3D နဲ့ကြည့်ရမှာဖြစ်တဲ့အတွက်ရုပ်ရှင်ရုံကနေကျွန်တော်တို့ကို 3D မျက်မှန်လေးပေးပါတယ်မျက်မှန်လေးတက်ပြီးရုပ်ရှင်ရုံနဲ့ဝင်ခဲ့ပါတယ်ဒါကတော့ရုပ်ရှင်ကြည့်ရတဲ့အချိန်မှဖြစ်ပါတယ်ဆိုတော့အရောင်းအောင်မိုက်ပါတယ်ဆိုတော့တွားကြီးကို recommend ပေးပါတယ်တကယ်မျက်ရည်တာဝဲတယ်ဗျာဆိုတော့ hint လေးပေးရမယ်ဆိုလို့ရှိရင်တော့ memory will never die ဒါကတော့အကြောင်းတကယ်ဖြစ်နေတဲ့အတူကျွန်တော်အိမ်ကိုပြန်နေရပဲဖြစ်ပါတယ်ဆိုတော့ yes ရှင်လေးညီရင်းနဲ့လူငယ်ပေါ်ဖြစ်တယ်မှာရေဆိုတော့အဲ့ဒါပြီးတော့ကျွန်တော်6တကယ်ကြီးရေကားဖြစ်တဲ့မာလီဘူးကျွန်တော်မောက်ဖြစ်ပါတယ်ဆိုတော့ဒီနှစ်အတွင်းမှာတော့ကားကြီးတော့ရအောင်တော့ try မယ်လို့ကျွန်တော်ကိုတော့တန်လေးချထားပါတယ်ဆိုတော့ကြည့်ရှုပေးရဲ့ကြောက်ရှိတော့အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့နောက်ပြီးတော့မှာနောက် video နဲ့တူပြန်ရေးဆက်ပြချင်ပါတယ်ဗျဟုတ်တယ်ပါ